မင်္ဂလာပါဗျလီတီယန်စင်တဲ့ဓမ္မတွေကစတမာတွေကိုပြောတာတခါတည်းကျွန်တော်မေးမယ်လှကျင်တာလားလုံကျင်တာလားအဲ့တော့ပြောကျင်တာကခင်ဗျားတို့လီတီယန်ဝယ်တဲ့အခါမှာဒီလိုဘောက်ချမှာတခါတည်းရေးပေးတာစိုင်းသမားကရေဆိုတန်ကြီးတက်အာမခံမပါပါအဲ့တော့ခင်ဗျားတို့တို့အသက်နိုင်ဆုံးတော့ရေလုံအောင်လုပ်ပေးတယ်ဒါပေမဲ့တကယ်တမ်းရေဆိုပြီးတန်ကြီးဝင်ပြီးပြက်ရင်အာမခံမပါပါဆိုပြီးရေးကြတယ်အဲ့တော့ကစတမာအနေနဲ့ရွေးချယ်တဲ့နေရာမှာတခုသတိပေးချင်တာဒီမှာဒါရေလုံးပေါက်ဒါရေလုံးပေါက်တစ်မျိုးရေလုံးပေါက်ကတော့စိုင်းသမားတွေအမျိုးမျိုးသုံးကြတယ်ဒီမှာအခုပြပြီမှာဒါပုံစံတစ်မျိုးကြည့်တာ EPC လက်စစ်ပစ္စည်းဆိုင်အကြီးတွေမှာရတယ်ဒါကရေလုံးပေါက်တစ်မျိုးဒါရေလုံးပေါက်တစ်မျိုးဒါကကြတော့ DIY ပစ္စည်းဆိုင်တွေမှာရတယ်ဒါကဇူးလီဘတ်တီယို ready made ပုံဘူးကုန်ပဲဝယ်လို့မရဘူးအထက်မှာဘတ်တီပါပြီးသားသူ့ဖွဲ့စည်းထားတဲ့ပုံစံကိုကြည့်ရေလုံးနဲ့ပုံစံမျိုးအပွားအဖုံးအစွတ်နဲ့လုပ်ပေးထားတယ်ကြည့်တာနော်အဲ့ဒါအခုပြတဲ့ဟာတွေကဒါရေလုံးပေါက်ဒါရေလုံးပေါက်လားဒါရေလုံးပေါက်လားကြည့်ပါဦးဒါရင်ခွဲပေါက်နော်အဲ့တော့ဂျပန်ဘတ်တီယိုဂျပန်ကသူ့သူဟိုလိုပုံစံလုပ်တယ်ဒီလိုပုံစံလုပ်တယ်ကဲထားသူ့ရဲ့ဘူးရဲ့ဖွဲ့စည်းပုံကသူကရင်ခွဲဘူးအထဲမှာဘတ်တီကိုပလတ်စတစ်အိတ်နဲ့ပတ်ထားသေးတာအဲ့တော့ဂျပန်ကဘတ်တီကဘယ်နှစ်ခန့်ကျွန်တော်တို့ဒီဘူးကိုဖွင့်လိုက်ပြီဒီပလတ်စတစ်တွေဖယ်လိုက်ပြီအထဲမှာပြန်စစ်အဲ့တော့ကစတမာကအခုနပြတဲ့ဘူးတွေကိုမကြိုက်ဘူးတဲ့ကျွန်တော်ဒီဥပုပ်လာထဲမှာပဲဒီဥပုပ်လာထဲမှာပဲအခုနပြတဲ့ဘူးတွေကိုမကြိုက်ဘူးဒီလိုဂျပန်ဘူးနဲ့ဆင်ပေးပါတဲ့ဥပုပ်လာထဲမှာကျွန်တော်ကလည်းတိတ်ဥပုပ်နဲ့တိတ်ကမရှိတော့ဘူးစကားပြောတာတော့ကျွန်တော်လည်းကိုလိုကလန်ပြန်ပြောပလိုက်အဲ့ဒီဖြစ်စဉ်ကိုကျွန်တော်ပြောချင်တာမဟုတ်တတိထားပါလှဖို့မလိုဘူးလုံဖို့လိုတယ်လီတီယန်ခင်ဗျားတို့ပတ်စံချွေးနှဲစာနှစ်ပဲ6ပြားမဟုတ်ဘူးနော်ဗတိ package တစ်လုံးဆင်ရင်3 4 5သိန်း package ကြီးရင်ကြီးလို့6သိန်း9သိန်း10သိန်းလောက်ကုန်ကြားတဲ့ပတ်စံကိုလှဖို့အတွက်နဲ့ရေဝင်ပြီးပျက်စီးသွားအောင်မလုပ်ပါနဲ့တတိထားပါဒီလိုဘူးလေးနဲ့ဆိုဗျာဒါပေမဲ့ဒီဘူးတော့မဟုတ်ဘူးသူ့ထက်ကြီးတဲ့ဘူးလေးတွေရှိတယ်ဂျပန်ဘူးလေးတွေနဲ့ဆင်ကျင်တာတဲ့အစ်စ်မပြေပါဘူးရေမလုံးပါဘူးရေမလုံးပါဘူးရေဝင်လိုက်မယ်အခုနကျွန်တော်ပြတဲ့ဘူးတွေနဲ့ဆင်မလားဆင်ပါဒါတော့မှမိုးရင်းမရောက်တဲ့အခါမှာအသက်နိုင်ဆုံးတတိထားရပါလိမ့်မယ်ကျွန်တော်တို့က package ဆင်လို့ကျွန်တော်တို့ရှိမှတမနက်တညပဲဒီဘတ်တီကနေတာပါအကိုတို့ customer လက်ထဲမှာနှစ်နဲ့ချီပြီးတော့ရှိနေတာဒီယူဆရမှာအကိုတို့တောင်းဝင်ပါအဲ့တော့လှဖို့ထက်လုံဖို့လိုတယ်ကိုယ့်လက်ထဲမှာရှိနေတဲ့အခါမှာလဲမိုးရင်းမိုင်းဆိုပလတ်စတစ်အုပ်မယ်ရေလုံအောင်လုပ်မယ်တတိထားပါနော်โอเคကျေးဇူးပါ